guys ဒီ vlog လေးကတော့နွားလပို့တောင်သွားခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ် Let's go လာလာบอกไหมเฮ้ย我都没有到烧家要不要我 ဒီနေလို့တိတ်မအောင် 来玩的呀呗 ဟဲ့လေ 换那边， လေထွက်နေလား 哪里里穿 ပြန်သွင်းလိုက်မမောသေးလားမမောသေးလား အဲ့မှာကျွန်တော်စီးရမယ်တောင်တက်ကရောက်လာပြီခင်ဗျာကားတော့ share ပဲလမ်းကလည်း share ပဲပြီးတော့ရှုခင်းကလည်း share ပဲ လူခံစားရတယ် 呀呀 မိုက်တယ်ခဏတော့ဝရေမစို့ထုံ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 ကြားလား အဲ့ဒီဖေကတော့ဒီတော်လုံးမှာ line မိတဲ့နေရာပါနော်အဲ့တနေရာလေးပဲ line ကွက်ပြီးတော့ကောင်းခဏနာယူပြီးတော့တောင်ဆက်တက်တော့မလမ်းမှာမြေချိုးလေးလိုလည်းတွေ့တယ်အများကြီးပဲခလေးလေးတွေ့တယ်ခလေးမြင်လိုက်ရှာတယ်အောက်ထုတ်ခမောင်းနေအောင်လည်းဆက်သွားအိုင်ဒီယာရအောင်အဲ့တော့မီလေးပေါက်တဲ့နေရာလို့ထင်တာပဲရင်ကန်းလေးတွေစားကြတယ်ချိုးနေရောပြောပါရွက်တယ်မသိခုပဲ တိုင်ရောစင်းတယ်အသင်ထားပါကျွန်တော်ဒီချင်းတွေကိုကြော်ဖြတ်နိုင်မှာအသင်ထားပါ finally နေရာမဲ့ကြောင်တွေရောက်လာပြီကြောင်ကတော့လုံးဝတာရနေအောင်ဒီမှာတစ်ပင်နဲ့ပြင်းနေ finally ဒီနားမှာလည်းစမ်းကြောင်လေးရှိတယ်ဆိုတော့စမ်းကြောင်တန်ကကြောင်နဲ့ဒီကြာတော့ကြောင်အထဲထဲမှာလုံးဝမိုက်နေမဟင်းချက်တဲ့လူကချက်ထောင်းတဲ့လူကထောင်းခွန်ခွာတဲ့လူကခွာ လက်ခံပေးလို့လက်ခံပေးလို့ဟင်းမဲလက်ခံပေးရ 来嘛，不嘛，我带钱。 လက်မခံတော့လည်းမရလက်မကင်လာတော့ကြည့်အောင်လက်မခံလက်ပြတ်ဖို့ပဲရှိအဲ့ဘယ်နိုင်ငံမှာလိစား အမတန်ရှိလို့လူကလုံးဒီပြက်စီလဲလူကလဲမ lunch time နဲ့ရောက်ဟင်းလဲချက်ပြီးတော့စားကြအားရပါစားကြစားတယ်နိုင်တယ်စားတယ်တန်းနိုင်တယ်တစားတယ်စားတော့အိတ်ချအိတ်ဘောတော့လုံးလာတော့ဒီကစားကြရအေးစိတ်ညတော့မတော့ဒီကစားပြီးတော့ညနေဆောင်လာတော့ညစာတော့ပြင်ကြမဝတ်တာမှုရိတ်တယ်လို့ရိတ် ကျွန်တော်ချက်နေတာကတော့ဘာမှမသိသေးပါဘူး မရှုကင်းလှတော့တပုံရတဲ့လူကရိုက်ချက်ကင်းတဲ့လူကကင်းမညာပဲလည်းရောက်ရောမြူလေးတွေဆိုင်တာဘာမှသိမမြင်တကယ်လှအဲကျွန်တော်နေတဲ့ကြောင်ချက်ကလည်းမဲဝိုင်းကလာချင်းကောင်းစားတင်လာထားရအောင်ဒီစားဝိုင်းကနေဥနိုဝိုင်းပြောင်းသွားပါပြီ 到时候发一个特别的。
များရဲ့မရှိဘူးဟိုအယောက်နှစ်ဖက်ဒီတိုင်းဆိုတော့ပြင်းဖို့ကောင်းတယ်ပေါင်လာရေးဆိုရင်ကောင်းမလားဆိုပြီးအားချောင်းလိုက်တာရင်ဆုံးထိတော့ကိုယ်ပဲပေါင်လာရင်ဆုံးထိပါစိတ်တော့မပေါ့ ဘယ်လိုခဏရှာ နေမလားနေမလားအေးဖြူကောင်းမယ် ဝိုင်မော်နေ လေးပိုင်တော့တော့ဘလို့ပြီးပဲက အဲ့မှာတယောက်မျက်နှာတယောက်ကြည့်ပြီးတော့ရီရခွေရအင်တာနက်ကလည်းမရတော့ကူလိုပဲစောကြဒါတော့ပွဲပြီးရလက်ဒီပါပွဲပြီးရလက်ဟိုကဘယ်လိုပြီးတော့ ခြေတောက်ရနေမရှိခြေတောက်ရဘယ်လိုကံဟော ဒီမှာစောတော့ကတော့ဘုရားရှိခိုးပြီးအိတ်ကြတတန်းနဲ့ရုပ်ကြလေးအပေါ်မှာအိတ်မင်းကလေးကအောက်မှာအိတ်ကြပြီးတော့ဒေတူရောက်လာပြီပေါ့မနက်စားတဲ့ချိန်ပြည့်ရောက်ပါပဲမနက်စားခောက်ဆွဲပြုတ်နဲ့သမင်းကြော်နဲ့ကော်ဖီပြီးတော့အလားပြင်ကြသူမြေခုံမွေးငါဆွဲငါမြေခုံမွေးသူဆွဲသူမြေခုံမွေးငါရိတ်ငါမြေခုံမွေးသူရိတ်ပြီးတော့ကစုံရနှွားကစုံရချွေတော့ပြီးတော့ဒီမှာမြစ်ရှာတဲ့လူကရှာတယ်အရွက်တွေခူးတဲ့လူကခူးတယ်မြောက်တွေပါလေကြောက်တယ်ဒီမှာမင်းကလေးဖွဲ့နေတော့ပူပေါင်းလိုက်ပြီးတော့ပိုက်ရှာကြအောင်ဝေါဖုန်းကြီးဆိုနေပါပြီခင်ဗျာဒီမှာမြစ်စားရှာပါပြီမြစ်ကလည်းအရင်နေပဲတွေ့ပါလေအဲ့ဒါတော့မိတွေ့ဖုတ်တဲ့နေရာတော့ပြောတာပဲဟုတ်လားမဟုတ်လားမသိ မကြောက်ဘူးမနာအဲ့တော့လမ်းခွဲလိုက်စောင်းမလည်းမဟုတ်ဘူးလေကြောက် အော်လား ဖြက်မြင်းဆိုတာကိုဖြက်ကြတာကွာဖြက်ကြလို့စောင်း ဒီမှာနွားလဘိုးဖေရောက်ရောက်လာပါပြီရှုခင်းတော့တကယ်လှပါတယ်လာခဲ့ရတဲ့လမ်းနဲ့တော့ဘာမှမဆိုင်ပါဘူးရှုခင်းလေးတွေပဲပြပေးမယ်နော်လာတော့လမ်းမှာမရိုက်လဲအောင်ဖုန်းထုတ်လို့ရှင်ဖုန်းကအသက်ဝယ်လိုက်အောင်မဆိုတော့တကယ်လှမြူတွေဖုံးပြီးတော့မလေးတိုင်းနဲ့မြူတွေကင်းသွားယူရီကဲဝါပို့လာပါပို့လာတော့တပ်ပုံပို့ရကြမိုက်တယ်တကယ်မိုက်တယ်နေရတာစီရခံစားချက်တယ် တော့ငါမူးနေပြီငါမူး ဒီမှာဖះတွေပါရှစ်ခိုးပြီးပြန်ဆင်းလာကြပါပြီမဆရာတော့အင်တာဗျူးပါတယ်တောင်းတက်ကခီးတွေကောင်းမှလားခီးတွေကောင်းတော့မကောင်းလားဆိုတော့ကားရက်ထားတာပဲကြည့်ကားတစ်စီးမှမရှိတော့ Let's go ဆင်းပါပြီ ရေးပါမောင်ရှိုင်းရေးပါပြီရေးပါပြီဟိုင်း ရဲဘောဟိုရကာကြတယ်ဟာဟာနေရဒီရောကနာလို့နေရဒါနဲ့แล้วကြားခဲ့တယ် ပြင်ကြတယ်ပြင်ကြ ဒီစတန်နဲ့မရရတော့ ဘယ်လိုရရမလဲဒီတော့တိုင်းကြော စတန်နဲ့မကြောက်စတန်မချမ်းဝဲမအောင်လို့ချမ်းဒီမှာ ခိုင်းစီစီရော ရေးတာဒါမျိုးဆိုပဲ 那老姐，那老姐， အဲဝါးကြည့်တာ 哎，这是哈利家，帅，Now we can say 550. ဒီမှာကြောင်းပြန်ရောက်လာပါပြီအပင်တွေချပါတယ်ဒီတော့စိုက်ပါတယ်အပင်တွေလဲဆိုဒူးရင်ပင်တွေပါဟုတ်ဝါစားလို့ကောင်းဆုံးပဲ
ဒူးရင်ပဲနောက်10နှစ်လောက်ကြာရင်ဒူးရင်လေးတော့စားရရပါပြီကိုယ်တိုင်စိုက်ခဲ့တဲ့ဒူးရင်ပဲလက်ပြန်ရှာကြည့်လို့ရပါပြီဒူးရင်ပဲစိုက်ဖို့ဆိုအဲ့နာမြက်တည်းရင်ရှင်းရပါတယ်ရှင်းပါလို့ရှိရင်မြေကြီးတူရပါတယ်မြေကြီးတူဝိုင်းစိုက်ရပါတယ် မမီဘာပင်ခိုင်နာလဲဘာပင်လဲမသိဘူးမဆုဘာခိုင်နာလဲဘာပင်လဲ favorite ဒူရင်ဒီ ပြီးတော့ရေတကွန်သေးသေးလေးစီသွားပါတယ်လမ်းတော့ကျန်တယ်ကဲလုံးလေးပေါ်သွားတယ်ဒီမှာရောပါပါအဲ့ဒါရောပါပါဒီမှာပူမပြဿနာစပါတယ်ပါမှုမဟုတ်တဲ့ပူမပေါ့ပါမှုကလုံးလို့ပြောလို့ရတော့မပုံလေးပြတာနော် စီလိုပါမှာ ဒီပါမှုကတော့လုံးဝတောင်တက်အကျန်းခံတဲ့ဖက်လေးပဲဖြစ်ပါနဲ့ပူမတော့သူ့လောက်အကျန်းခံနေမှခံပါမယ်ပူမတော့သူ့လောက်မပူမဘူးခင်ဗျာဒီမှာရေကစားကြပါခင်ဗျာဒီကနောက်ဆုံးနေ့ဤကစားခြင်းဆိုတော့အားရပါရကစားမယ်လို့ထင်လာတာဒီနေ့ကျမှရေကပူအေးနေတော့ခဏလေးပဲကစားလိုက်ရပါတယ်ဒီမှာတကြံမကြသေးပဲရေပတ်ကြပါတယ်ပတ်ကြပါတယ်ဒီမှာညစာစားပြီးတော့ရှင် after ညစာအတွက် spicy ပြုတ်ပါမယ်ဒီမှာ spicy ကင်တော့ decoration စပြင်ပါပြီအသေးပုံလေးဖော်လို့လူကဖော် spicy နဲ့တော့အိုးချက်ရှိုးပါစားရချင်းရောက်လာပြီစားပါတယ်စားပါတယ်စားကုန်မယ်လို့တော့မထင်ပါဘူးဘာလို့လဲဆိုတော့တမင်းစားရပြီးတော့ပါဒီပြားချစ်ကိုတဲ့ခံလေးရောက်တော့ပါမဖျားရှိခိုးပြီးတော့အပြေးဝဆူတောင်းပြီးတော့ဦးလုံးစားဆော့ပါတယ်ဒီမှာကိုအောင်တိုက်အရွက်20ဆွဲလိုက်ရပါပြီအဲ့ရိတ်ချင်ရောက်ပါပြီဒီမှာတေးတူပြီးပါပြီဘာလို့လဲပြန်မရက်တွေကိုရောက်လာပါပြီပြန်ကြတော့မှဆိုတော့တယောက်စကားတော့မပြောနိုင်တော့တုံးဝတဘာဝကြီးခွဲခွာတော့အားလုံးဝမ်းနေတဲ့အချိန်မှာပဲကာမတတ်နိုင်တော့ပါဘူးအကုန်ဆင်းရပါတယ်ဆင်းပြီးပြေးရပါတယ်ပြေးမကြောင်ပြရပါပြီကားပေါ်ပစ္စည်းတွေတင်ပါတယ်တင်ပြီးရင်မော်လမြိုင်ပြန်လာတော့မယ်လူနဲ့ပဲနွားလဘိုးတောင်တက်ခီးစဉ်တွေကတော့ဒီမှာပဲပျော်ရွှင်စွာနဲ့အဆုံးသတ်ခဲ့ရပါတယ်ဒီခီးစဉ်တခြားကူညီပေးကြတဲ့လူတွေအားလုံးကိုလည်းအထူးကျေးဇူးတင်ရှိပါလို့ပြောရင်းနဲ့ပဲဒီ vlog လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါခင်ဗျာ